ရကြမှာလုံခဲ့တဲ့အပတ်မှာကျမစီကိုကောင်းကင်တမန်ရောက်လာပြီးတော့ကျမရဲ့ bike ကိုလာပြီး surgery လုပ်ပေးတယ်ကျမပြီးခဲ့တဲ့တလုံးမှာအစာအိမ်အောင်နေတဲ့အရာဖြစ်တယ်ဘာစားမှားသွားလို့လည်းမသိအမေကျမလည်းအခုရက်40အစာရှောင်နေတာဖြစ်တယ်အစာရှောင်နေတဲ့အချိန်မှာကောင်းကင်တမန်ကရောက်လာပြီးတော့ကျမရဲ့ bike ကို surgery လုပ်ကျမအိတ်နေတယ်ဒါပေမဲ့ကျမတစ်ဖက်ကအတိစိတ်ကတိနေကျမဆရာဝန်တယောက်လိုမျိုး mask နော် surgical mask တွေနဲ့အုပ်ထားပြီးတော့ bike ကို surgery လုပ်ပေးကျမအထဲထဲမှာ bike ထဲမှာပူနေတာတကယ်ခွေးစိတ်မှုလုပ်တဲ့ပုံစံမျိုးပဲပဝင်းကျင်ရောအခန်းတစ်ခုလုံးကရောဆေးရုံပုံစံမျိုးဖြစ်နေတာအဲ့ဒါလည်းပြီးတော့ချုပ်လည်းအားလုံးပြီးလည်းပြီးတော့ကျမဘာပြောလဲဆိုနင်ကောင်းသွားပြီတဲ့ဘာမှစိတ်မပူနဲ့နင်ပြန်ကောင်းသွားအားလုံးကောင်းသွားပြီဟာလေလုယာတကယ်လည်းပြန်ကောင်းသွားတယ်မိတ်ဆွေကောင်းကင်တမန်နေနဲ့တင်းနဲ့တွာလာတယ်ဆိုတာ